မလေးမောလိုက်တာဘုရားထမင်းသွားတန်းစီတာဒီနေ့မှတောင်မောကလေတောင်စောက်ကားလေးကသိပြီပေါ့သူဒီနေ့တစ်နှစ်တခါဖျားပွဲလုပ်တော့ပေါ့အဲ့ဖျားပွဲမှာမနက်ကတော့ကတော့ပေါ်တော့ပေးလိုက်တယ်ပြီးပြီးနေ့တကြဒီနေ့ထမင်းကျွေးတယ်ထမင်းသွားတန်းစီတယ်ခေါင်းလုံးပြမယ်မဒါဒံပေါက်တလို့ဒံပေါက်ဒါအာလူဟဲဒါခရမ်းဒီဒါကြတော့တို့ဟိုကလေဒွန်တကိုင်းလို့ခေါ်တယ်ဒါဟိုကလေဘာလဲမသိဘာမှလို့ခေါ်ပါတယ်ဒွန်တကိုင်းလို့ခေါ်တယ်ဒါဒွန်တကိုင်းဆိုတယ်နော်မုတ်ချိုကပဲရောက်အောင်အော်ဒါမုတ်ဒါဟာလဝမုတ်ချိုမနေဦးတန်းစီလိုက်ရတယ်တန်းစီရကြုံနဲ့ကိုယ့်ရဲ့ထဲမှာဆိုတော့ပျော်လဲပျော်ဖို့ကောင်းတယ်လူလည်းအများကြီးပဲအမရမကတန်းစီတွန်းထုတ်လိုက်နေတဲ့တခါပထမတခါတန်းစီတော့တွန်းထုတ်လိုက်ကိုကလွင့်သွားတယ်ရောက်ခမရပါတယ်နောက်တော့ရောက်ခမကိုပြန်ခေါ်တယ်တခါပြန်တော့တန်းစီအဲ့တော့မရသူတို့လူကိုကမတိုးနိုင်တဲ့ဟာယူ